လူတော်တော်များများမသိသေးတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အိမ်ထောင်ဘက်ဒါမှမဟုတ်သားသမီးတွေဆုံးပါသွားတဲ့အခါစိတ်မကောင်းဖြစ်ရတာတင်မကဘူးသူတို့ရဲ့ဘာအကောင့်ထဲမှာကြံခဲ့တဲ့ပိုက်ဆံတွေကိုကိုယ့်ပိုက်ဆံဖြစ်ပါလိမ့်နဲ့ကိုယ်တိုင်ပြန်ထုတ်ဖို့တရားရုံးထိတွားနေရတာပါတယ်ဘာကြောင့်လဲဆိုတာနဲ့ဒီလိုမဖြစ်ရအောင်ဘာလုပ်ထားရမလဲဆိုတာဒီကနေ့ကျွန်တော်ပြောပြပေးပါမယ်အရင်ဥဆုံးကျွန်တော်တို့ဒီဗီဒီယိုလေးကိုအရင်ကြည့်လိုက်ရအောင်နော်အမကျွန်တော်အမျိုးသမီးဆုံးသွားတော့သူ့ရဲ့ဘဏ်အကောင့်ထဲပတ်စံလေးတွေထုတ်ချင်လို့ပါ။အော်စိတ်မကောင်းပါဘူးရှင်ဒါပေမဲ့အကောင့်ပါရှင်ဆုံးသွားပြီဆိုလို့ရှိရင်ညီမတို့ဘက်ကနေပြီးတော့သူ့ရဲ့အကောင့်ကိုခိတ္တခဏပိတ်ထားရပါတယ်။ပြောရရင်တော့ freeze လုပ်ထားတာပေါ့နော်။ဗျာကျွန်တော်ကသူ့အမျိုးသားလေးဒေတာဆောင်မှာလည်းကျွန်တော်နာမည်ပါတာပဲ။တေတန်းစာရှိအောင်လည်းမရပါဘူးရှင်။အခုအနေနဲ့ရှင်းနေငါတရားရုံးမှာ probate တေတန်းစာကိုအတည်ပြုချက်ဆိုရဲလုပ်ငန်းစဉ်တွေအစစ်အစင်ဖြတ်တမ်းပြီးတော့မှပတ်စံထုတ်ရမှာပါရှင်။အားလုံးခုနကဗီဒီယိုမှာမြင်တွေ့လိုက်ရတဲ့အတိုင်းပါပဲ။ဒါကြောင့်ကို့အမျိုးသားအမျိုးသမီးဒါမှမဟုတ်မိဘတွေရဲ့ဘာအကောင့်မှာဒါလေးတစ်ခုမဖြစ်မနေလုပ်ထားဖို့လိုပါတယ်။အဲ့ဒါကတော့ POD ပါ။ POD ဆိုတာ payable on debt ကိုပြောတာပါ။ဘာအကောင့်မှာအကျိုးခံစားခွင့်ရှိသူ beneficiary အမည်ကိုကြိုတင်ထည့်သွင်းထားတဲ့စနစ်ပေါ့။ဒါကိုလုပ်ထားရင်အကောင့်ပိုင်ရှင်ဆုံးသွားတဲ့အခါတရားရုံးတွေရှေ့နေတွေစီတွားစရာမလိုပဲအကျိုးခံစားခွင့်ရှိသူကမှတ်ပုံတင်တဲ့တေးစရင်ပြယုံနဲ့ပိုက်ဆံဓာတ်ရိုက်ထုတ်ယူနိုင်ပါတယ်။အခမဲ့လည်းဖြစ်ပါတယ်။ဒါဆိုရင် stock share တွေနဲ့ယင်းနှိမ့်မြုပ်နှံမှု investment တွေမှာကြတော့ရောဒါတွေတွတ်ဆိုရင်တော့ TOD လို့ခေါ်တဲ့ transfer on debt ကိုသုံးရပါတယ်။အနည်းချုပ်ပြောရရင်တော့ cash account ငွေသား account အတွက် POD လုပ်ထားပါinvestment account ယင်းနှိမ့်မြုပ်နှံမှုအတွက် TOD ကိုလုပ်ထားပါဒီအချက်တွေကိုလူတော်တော်များများကမသိကြလို့အခက်တွေ့နေကြတာပါကိုမိသားစုဝင်တွေကိုအခက်ခဲမဖြစ်စေချင်ဘူးဆိုရင်အခုကတည်းကဘာမှတွားလုပ်ထားလိုက်ပါအခုလိုပတ်စံစုနည်းနဲ့ငွေကြေးဗဟုသုတတွေထပ်သိချင်ရင်တော့ကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်